မလွေမရှောင်သာကြုံမင်းနောင်လာမင်းနှစ်ပေါင်း50ကောင်းချက်ကစပင်ဖွေးဖွေးလှခါငါရင်းညရီမသာစွမ်းတယ်မင်းအိမ်မှာဆိုလေနောက်မျိုးစမြည်မြတွေကြုံမရင်နေအများကြီးရှိလားမင်းရမောင်ရဲ့နောက်တစ်ချိန်မှာသူ့အချိန်လည်းမဟုတ်ပဲမပူမြင်နေချင်တယ်လေကားတော့နာမလဲမြေတော့နာမလဲတကယ်ပြန်နေထင်လဲထင်တို့စပင်ဖြူဖြူပါစပင်ကုန်းလေးပန်းပြီးကိုယ်မိပါလေးကိုဖြင်းနေမယ်ရှင်တွေပါရခုံပါစေကျမပြင်းပြင်းစင်စင်လှလှပပလေးနေတာဘယ်သူအတွက်မှမဟုတ်ဘူးကျမကိုကျမယုံကြည်မှုရှိနေဖို့ပါ